ဒီဝက်ဝက်လေးကခလုတ်အနီရောင်ကိုနှိမ့်လိုက်တဲ့အခါအဝတ်စားတွေအများကြီးပြုတ်ကျလာခဲ့တယ်ပြီးတော့သူကအဝတ်စားအားလုံးကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်တယ်သူ့ရဲ့ကိုယ်ပိုင်ဝက်စားတွေကိုတောင်ချွတ်ပြီးထည့်လိုက်သေးတယ်ဒါပေမဲ့သူပြင်ထွက်ခါနီးမှာပဲသူ့ရဲ့ခြေအိတ်နီရောင်ကိုလည်းဆက်ထဲထည့်မိသွားတာကိုရုတ်တရက်သတိရသွားတယ်ဝက်ဝမ်ကစက်ကိုဖွင့်ဖို့ပြေးသွားပေမဲ့တကားလက်ကင်ကကျိုးနေခဲ့ပြီးအတွင်းထဲကရေတွေကလည်းအကုန်လုံးအနီရောင်ပြောင်းသွားတယ်အခုတော့ထောင်ထဲကအကျဉ်းသားအားလုံးအနီရောင်ယူနီဖောင်းတွေဝတ်ကြရတော့တယ်လူကောင်းကြီးပြီးတမာတဲ့အကျဉ်းသားတယောက်ကဝက်ဝမ်ကိုဒေါ်ဒရကြီးစိုက်ကြည့်နေပေမဲ့ဝက်ဝမ်ကတော့အေးအေးဆေးဆေးပဲထိုင်ပြီးအစားစားနေတယ်အဲ့ဒီစာကကောင်းတယ်လို့တယောက်ကပြောရင်တော့ဒါဟာလုံးဝလိမ်ညာပဲဖြစ်လိမ့်မယ်ပထမဆုံးတလို့စားပြီးတာနဲ့သူအိုအန်ချင်တလို့ဖြစ်သွားတယ်ဝက်ဝမ်ကအစားစာနဲ့ပတ်သက်ပြီးစတင်ညှိညူတော့တယ်အကျဉ်းသားတယောက်ကစားဖို့မှုကိုသွားမရှုံနဲ့လို့တိုးတိုးလေးပြောလိုက်တယ်ဒါပေမဲ့ထက်မြက်တဲ့အကျဉ်းသားတချို့ကမင်းသားအစားစာကိုပြောင်းလဲအောင်လုပ်နိုင်ရင်ဘယ်သူမှမင်းကိုဒုက္ခပေးမှာမဟုတ်ဘူးလို့ပြောကြတယ်အားလုံးကိုပျော်ရွှင်စေဖို့အတွက်ဝက်ဝမ်ကသဘောတူလိုက်တယ်သူကမိဖို့ချောင်းတဲကိုတန်းသွားပြီးစားဖို့မှုကိုအကိုဒီစာကတော်တော်ဆိုးတာပဲဒီလောက်ချောက်ကနေတဲ့ပေါင်မုံကိုဘယ်သူစားမှာလဲလို့ပြောလိုက်တယ်စားဖို့မှုကအစတဲကစိတ်မကြည်ဖြစ်နေတာအခုတော့သူပို့ပြီးဒေါသထွက်သွားတယ်တခြားကျင်းသားတွေလည်းကြောက်သွားကြတယ်ဝက်ဝမ်တော့သွားပြီလို့သူတို့ထင်လိုက်ကြတယ်အဲ့ဒီအချိန်မှာဝက်ဝမ်ကစားဖို့မှုပေါ်ကိုကက်ချက်ပလင်းအပြည့်မောက်ချမိသွားတယ်သူကအမြန်ပြန်တက်ရှင်းပေးဖို့စူးစမ်းပေမဲ့အဝတ်စားတွေကပို့ပြီးပေပေါ်သွားခဲ့တယ်သူကလက်ပြီးအားလုံးကိုအကူညီတောင်းပေမဲ့သူတို့အားလုံးကစားပွဲတွေအောက်မှာပုန်းနေကြတယ်ဒေါသထွက်နေတဲ့စားဖို့မှုကဝက်ဝမ်ကိုဖမ်းကင်ပြီးဒီနာစာကဝက်ဝမ်သားပဲလို့အော်ဟစ်လိုက်တယ်ဝက်ဝမ်လေးကကြောက်လွန်းလို့တုံရင်နေရော့တယ်ရုတ်တရက်သူကပေါင်မုံတစ်ချက်ကိုယူတွေတုပ်ပြီးစားဖို့မှုရဲ့ဘားစက်ထဲကိုအမြန်ထိုးထည့်လိုက်တယ်စားဖို့မှုရဲ့တုံ့ပြန်မှုကချက်ချင်းပြောင်းလဲသွားတယ်ဒီလောက်အရသာရှိတာမျိုးသူတခါမှမစားဘူးခဲ့ဘူးအခုတော့သူကပြုံးပြီးဒီနေ့ကစားပြီးမင်းကငါ့ရဲ့လက်ထောက်ပဲမင်းကိုဘယ်သူမှမထိစေရဘူးလို့ပြောလိုက်တယ်သူတို့နှစ်ယောက်လုံးရေမောပြီးသဘောတူညီမှုရသွားကြကဝက်ဝမ်လေးဟာမိဖို့ချောင်းရဲ့သူရဲ့ကောင်းတက်ချစ်လာခဲ့တယ်နောက်နေ့မှာတော့ဝက်ဝမ်နဲ့စားဖို့မှုတို့အတူတူစတင်အလုပ်လုပ်ကြတယ်သူတို့ကလိမ်မော်ယူနဲ့ပေါင်မုံလုပ်ဖို့စီစဉ်ကြတယ်ဝက်ဝမ်ကသူ့နာခေါင်းကိုတုံးပြီးအကောင်းဆုံးလိမ်မော်သီးတွေကိုရွေးချယ်တယ်စားဖို့မှုကအရည်တွေကိုညှစ်ထုတ်တယ်ပြီးတော့သူတို့နှစ်ယောက်ကအခွင့်တွေကိုလီးပြီးအိုးထဲကိုအားလုံးထည့်လိုက်ကြတယ်အပေါ်ကနေတကြားတွေထက်ထည့်တယ်ခန့်အကြာမှာတော့အလွန်ကောင်းမှုနဲ့လိမ်မော်ယူရရှိသွားတယ်သမင်းစားချိန်မှာလူတိုင်းလိမ်မော်အရသာဆန်ဒဝစ်တွေရကြတယ်လူတိုင်းကပျော်ပျော်ရွှင်ရွှင်စားကြပြီးစားဖို့မှုနှစ်ယောက်အတွက်လက်ခုပ်တီးပေးကြတယ်မကြခင်မှာပဲဝက်ဝမ်ကနေတိုင်းအချိုပွဲအစ်စ်တွေလုပ်ပေးလာပြီးထောင်းတစ်ခုလုံးကပျော်စရာနေရာတစ်ခုဖြစ်လာခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲဝက်ဝမ်ကသူ့မိသားစုကိုလွှမ်းဆွတ်လာတယ်ဒါကြောင့်သူကကြီးမားတဲ့ထွက်ပြေးမဲ့အစီအစဉ်တစ်ခုဆွဲပြီးသူ့သူငယ်ချင်းတွေကိုပါထည့်သွင်းလိုက်တယ်နောက်ဘက်မှာသူတို့အားလုံးမြေအောက်လုံကိုထဲခုန်ဆင်းပြီးအဝတ်လျှော်ခန်းရောက်တဲ့အထိပိုက်လိုင်းတွေထဲကနေတွားသွားခဲ့ကြတယ်သူတို့ကလဲကြီးတစ်စီးကိုရှေ့ကိုတွန်းထုတ်လိုက်ကြတယ်ဝက်ဝမ်ကနိုင်စင်ပေါ်တက်သွားပြီးအပေါ်ကိုလွှဲတက်ဖို့အတွက်နိုင်ချိန်ကြီးကိုဖမ်းကင်လိုက်တယ်ပြီးတော့ခေါင်းမိုးပေါ်ရောက်တဲ့အထိစစ်သွားတွေကြားကနေဖြည်းဖြည်းချင်းတက်သွားတယ်အဲ့ဒီကနေသူတော့ကိုယူလိုက်တယ်ပြီးတော့သူစားတော့ခန်းကိုသွားတယ်သူကစားပွဲခင်းတစ်ခုနဲ့ gas အိုးတစ်လုံးကိုယူခဲ့တယ်အားလုံးကခေါင်းမိုးပေါ်မှာလူစုလိုက်ကြတယ်သူတို့ကစားပွဲခင်းကိုဖြန့်ပြီးမိုးပြန်ပူဖောင်းကြီးတစ်ခုချစ်အောင်လုပ်လိုက်ကြတယ်လေဘူးတက်လာအောင်စားဖို့မူက gas အိုးကိုမိမိလိုက်ပြီးပူဖောင်းကြီးကအပေါ်ကိုစတက်လာတယ်အကျဉ်းသားအားလုံးလေဘူးဖောင်းတဲ့တက်စီပြီးပြန်တန်းသွားကြတယ်နောက်ဆုံးမှာတော့ဝက်ဝမ်ကသူ့အိမ်ကိုပြန်ရောက်သွားပြီးမိသားစုနဲ့ပြန်လဲဆုံစည်းနိုင်ခဲ့တယ်အဆက်ကမတီတော့လို့မတောင်းနဲ့တော့နော်အရန်ချစ်တယ်အာဝါ